ချင်းမင်္ဂလာဝေးသွားပြီးတော့ပြန်နေချင်းချင်းလေးသွားရင်ထမ်းတော့ပဲတိုင်းစားနေကြပါတယ်ထမ်းတော့တယ်ကြည့်တယ်မှာဖြစ်ပါတယ်ခေတ္တတော့ခါတယ်တိုင်းစားနေရှိတယ်တမ်းမင်းနဲ့ရှိနေပဲသွားတယ်ပါဒါပြလေးရှင်းတယ်လေးပါကဲတို့တော့ရတယ်မြင်ရဆက်ရှင်း Oh my god ငါမဝါတော့ဘလားဇမင်းဝါတော့တယ်မလား အဲ့ဒီကောင်မှာဖြစ်ပါတယ်မိုးပြီးတယ် ဟိုကျန်တာတိတ်ပါမဖြစ်ဘူးလေဒီလားအကောင်းမျိုးရိုက် ကဲလာ သမင်းကဘူးကြိုက်တယ် ဆိုပါတင်တော့မရပါဘူးချူကင်းကတော့တော်လာပါကိုယ်ဆိုလူရသည်ဆိုတော့နေနေတော့ပူတာပေါ့ဒါပေမဲ့ဘယ်စားလို့ရှိရင်ဒီလိုတက်တာအားထမ်းမယ်လေကဲတရားတော်များများကြားဖြစ်ပါတယ်ကဲဆက်တော့ပါထမ်းတော့ပြကဲတရားထမ်းတော့တမ်းဖြစ်ပါတယ်ထမ်းမယ်လေများမေးတဲ့ကောင်းပါလေယူမယ်ဆိုလည်းပြန်ယူကြပါသေးလားတက်ကြည့်နေနေပိုစဉ်းစားလာတယ် နာမလေးမဆိုပါဘူးကောင်းဒီတိုင်းလိုက်နေအများကြီးအကြီးကြီးတွေလည်းရှိတယ်။ဟုတ်ပါလို့ရတယ်။ရပါလိမ့်ရပါလိမ့်လာတာပဲ။ထိုင်းစီဒီဒါတော့ထိုင်းရပါ အသားကြီးဖူလာတယ်လို့ ထိုင်းရ ရှူရှူနဲ့စိတ်မှာနေဟုတ်ဘူးကျောင်းမ ကဲ ပြင်းနေလာမှာပေါ့ ကဲထိုင်းတော့ပြီးချမှာလေ ဟမ် ကဲဒါတော့ပြန်လမ်းဖြစ်ပါတယ်ပြန်နေပါပြီခင်ဗျာ ဘယ်တော့မှငါရောင်းလိုက်ငါဆက်လို့ချက်ပြီးရောင်းလိုက်လို့ရောင်းလိုက်တဲ့ဆက်နေနေ ပြီးတော့ဒါပြန်တာချူကဒါဆိုရပါမယ်ချူကပဲပြန်နေပါဒါဆိုလမ်းလို့ကောင်းတော့ချူကဒါလမ်းပေါ်မလေးလမ်းတစ်ဖက်လေးလမ်းတော့လမ်းလို့ special ဖြစ်တော့ရှင်းမှာဒီနောက်ကကွန်မြူတက်လို့ရှင်းလာတော့ဒီကတော့တာတုကပြောပါနေပါဘယ်တော့ကြာပြီဟိုတကယ်ချင်းတယ်ကဲတာတုကပြောရအောင်ကဲဒီကပြောပါရောက်ပါဒီကပြောကဲတာတုကပြောရပါပြီပြောဖို့လမ်းချောက်တက်ပါပြီခင်ဗျာကဲဒီနေ့ကလူတို့တိတ်မရှုပ်ပါဘူးလို့ရှင်းပါတယ်ကဲလမ်းချောက်တက်လိုက်အောင်မယ် အဲ့ဟာညံချောင်းနဲ့အဲ့ရပိတ်ဆံလို့ချင်းရတာ အဲ့ဒါကျွန်တော်ပေါ်တာပါဗျတရားတော့တာထုကံကိုရိုက်ထားတာပါကံကတော့တော်လှတယ်တော်လေးကြည်လေတဖြူးဖြူးနဲ့တို့နေလို့ကောင်းတဲ့အနေထားပေါ့နော်စိတ်လေးလိုလက်ဖြစ်ပါတယ် ပြည့်ပြည့်ရှင် တော့လုံးဖြစ်ရမှာဘာလို့ဒီဘက်တည်းဟာငုံပင်လေးတွေရန်လာဒါကံရေးပြနေပြီပါ တော့လေပန်းလေးတွေကောက်နေတယ်တိုင်း ကဲတာထုကံတော်လှပါတယ်အေးရှမ်းနေတာပဲ ကောင်းလည်းမကောင်းတော့တိတ်မရောင်းရှင်ဘူးဟဲ့လား အားကောင်းကောင်းမကောင်းမဆက်နေရဘူး ဒီမှာကြာဒီမှာမရောင်းရှင်ကင်မရာကဲဒါကတော့ဒီပြောင်းလာလေးငယ်လေးပါဒါပဲပေါ်လာတက်ဝင်ရတယ်ပါတယ်ကဲချမ်းဟိုလေးဘောက်ကောင်နဲ့လေရပါမရောက်ဖွင့်လာလေကြတော့ရှိပြီတာတုကမှတ်တာတာတုကပြပါသူစပြီးဆွေးနေပါတယ်ဒီပြရရလို့ရှိရင်
ဘယ်ဟာကိုလာမှမသိဘူးတော်တော်လာစ ကဲ ရအေးချမ်းတဲ့နေရာပါ လေးဘောဖက်လိုက်တာလည်းဒီကပို့လက်ဆက်နေ အဲ့ဘောတရားအဲ့အညစ်အကြေးမှမရှိတာကြီးကအညစ်အကြေးတော့ အဲ့ဒီလာရှိဘူး ဟမ် လာရှိတာ လေတဖြူဖြူတိုက်ပြီးအရမ်းမတာရနာပါတဲ့နေရာလေးပါ ဟမ်ဒီဟာလေဟမ်